မင်္ဂလာပါအားလုံးပဲကျွန်တော်ဒီကနေ့မှာတော့ကျွန်တော်ကလက္ခဏာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်အဲ့တော့ရှင်းရလဲကျွန်တော်လက္ခဏာနဲ့ပတ်သက်လို့မျှဝေထားတဲ့ဗီဒီယိုဖိုင်လေး2ဖိုင်ရှိပါတယ်နော်ဒါနဲ့ဆိုရင်3ဖိုင်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့လက္ခဏာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်လေးတွေကိုကျွန်တော်တို့ပုံသေးပေါ့နော်ကြည့်ရှုတဲ့သူတွေပုံသေးဟလာကြည့်လို့ရအောင်ကျွန်တော်တို့ည9နာရီနဲ့10နာရီမှာကျွန်တော်တင်ပေးသွားမယ်ဘယ်နေ့ဒီမှာတင်ပေးမလဲဆိုတောက်ကြစနေအပတ်စဉ်တောက်ကြစနေတိုင်းည9နာရီနဲ့10နာရီကြားမှာကျွန်တော်တို့လက္ခဏာဗီဒီယိုဖိုင်လေးတင်ပေးသွားမယ်ကြံတဲ့ဂျားရက်တွေပေါ့နော်ဂျားရက်တွေမှာတော့အခြားပေါ့နော်အပြောင်းလဲလေးဖြစ်အောင်အခြားဗီဒီယိုလေးတွေဟလာကျွန်တော်ရိုက်ပြီးတင်သွားပြီးမှဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်လက္ခဏာပညာပဲလက္ခဏာမှာကျွန်တော်တို့လက်ရှိပတ်ဝန်းကျင်မှာပဲကျွန်တော်တို့မြင်တွေ့နေရတာပဲကိုယ့်ပတ်ဝန်းကျင်မှာပဲဘသူနဲ့တစ္ဆာဖောက်လို့ကွဲသွားပြီအိမ်တော်ကြီးကဘသူကတစ္ဆာဖောက်လို့နောက်တစ်ယောက်နဲ့ဟိုဖြစ်လို့ကွဲသွားပြီဆိုတာမျိုးတွေပေါ့နော်ဒါတွေကကြားမြင်ထိတွေ့နေတာပါပဲအဲ့တော့အဲ့ဒါကဘယ်လိုအမှတ်သားမျိုးလက်မှာပိုင်ရင်ကွဲတယ်တစ္ဆာဖောက်တယ်နောက်တစ်ယောက်နဲ့ဟုတ်လားလိုက်သွားတယ်ဆိုတာမျိုးတွေပေါ့မမြဲဘူးပေါ့ဗျာနော်ချစ်သူကြီးစားနဲ့မမြဲဘူးဒီလိုအမှတ်သားအဲ့တော့ကိုယ့်ရဲ့ချစ်သူကြီးစားမှာကိုယ့်ရဲ့အိမ်တော်ဘက်မှာဒီလိုအမှတ်သားရှိနေရင်သတိထားပါကြွတင်ပြီးတော့လိုရရင်ရေရာတွေပါတွေအစီမံတွေပါတွေတေချာလောက်ထားပါမဟုတ်လို့ရှိရင်တော့များသောအားဖြင့်ကွဲပါတယ်ကွဲသွားတဲ့သူတွေရဲ့လက်ကိုကြည့်လိုက်လို့ရှိရင်အိမ်တော်ကိုကွဲဒါမှမဟုတ်ရီးစားကွဲရီးစားနဲ့ဟလာတစ္ဆာဖောက်နောက်တစ်ယောက်နဲ့ဆိုတစ်ယောက်ကိုထားခဲ့နောက်တစ်ယောက်ဆိုတာမျိုးရဲ့လက်ကိုကျွန်တော်တို့ဘေးလာမင်းကြည့်လိုက်အဲ့နေရာမှာအခုလိုတွေ့ရပါတယ်နော်အဲ့တော့ကိုယ့်ရဲ့အိမ်တော်ဘက်မှာကိုယ်အရင်ချစ်ရတဲ့ချစ်သူရဲ့လက်မှာနော်အမျိုးသားတော်၎င်းအမျိုးသမီးတော်၎င်းအဲ့ဒီမှာသာတွေ့ပြီဆိုရင်တော့သတိထားပါနော်ကြည့်တဲ့အခါမှာလည်းပြူပြပြီးသားမကြည့်နဲ့ဒိုင်ရှိုလေးမသိမသာလေးလက်ကင်သလိုလက်ဆေးပြီးသလိုနဲ့ကြည့်ပါဗျာနော်မဟုတ်လို့ရှိရင်ကတမျိုးကြီးထင်သွားလိမ့်မယ်နော်အဲ့ဒါမှကြည့်ရင်လည်းထတော့တာတက်ပြီးတော့တခါတည်းကွဲသွားတာမျိုးဖြစ်မယ်အဲ့တော့ချစ်သူရဲ့လက်ကိုကြည့်ရင်လည်းမသိမသာဒိုင်ရှိုလေးကြည့်ဖို့လိုတယ်နော်ပြည့်ရလေးနဲ့သုံးပြီးတော့ကြည့်နော်လက်လေးဆေးပြီးသလိုတ िश ူးလေးနဲ့ခုံဟာပေးသလိုနော်ဘာညာအဲ့လိုလုပ်ပြီးကြည့်ပြူပြပြီးသားမကြည့်ရင်တက်ကြည့်ရင်အဲ့ဒါတကြံနေမှပြဿနာတက်မယ်နော်ပြဿနာတက်ရင်ကျွန်တော်လည်းမကောင်းဖြစ်မယ်နော်အဲ့တော့ကိုတန်ရွှေလေးကြည့်မယ်ပေါ့ကြည့်လိုက်လို့ဒီလိုမျိုးတွေ့ရပြီဆိုရင်တော့သူဟာတနေ့နေ့မှာတစ္ဆာဖောက်ပြီးတော့နောက်တစ်ယောက်နောက်ကိုလိုက်သွားတတ်တယ်ဒီလိုလေးအဲ့တော့ဘယ်လိုလဲဆိုတော့ဒီမှာကြည့်မြင်ရတဲ့အတိုင်းပဲနှလုံးလမ်းကြောင်းကလက်သားရဲ့အောက်နော်နှလုံးလမ်းကြောင်းလေးကလက်သားရဲ့အောက်ဗုဒ္ဓဘူးကျူအောင်အောက်မှာပြတ်နေတယ်တွေ့လားတစ်ဆက်တည်းမဟုတ်ဘူးဒီလိုတစ်ဆက်တည်းမဟုတ်ဘူးတစ်ဆက်တည်းဒီလိုသွားရမှာမဆက်ဘူးဒီနားလေးမှာဟနေတယ်လက်သားရဲ့အောက်ဗုဒ္ဓဘူးကျူအောင်နားမှာသွားဟနေအဲ့ဒီမြင်အမှတ်သားလေးကိုယ့်ချစ်သူကိုအရင်ချစ်ရတဲ့အိမ်တော်ဘက်မှာတွေ့ရင်သူဒီတစ္ဆာဖောက်ပြီးတော့နောက်တစ်ယောက်နဲ့ပါသွားတတ်ပါတယ်လိုက်သွားတတ်ပါတယ်ကိုထားခဲ့တတ်ပါတယ်ကိုမှမျက်ရည်နဲ့ဆုံးရှုံးမှုတွေနဲ့ဒဏ်ရာဘလဘွားနဲ့ကြံနေရတတ်ပါတယ်အပူပင်သောကတွေနဲ့ကြံနေရတတ်တဲ့အမှတ်သားပါအဲ့တော့ဒီကနေ့ညမှာဒါလေးကိုကျွန်တော်မျှဝေတာပါအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်တသက်မကွက်ရှူလက်တဲပြီးတော့အားလုံးချစ်ခင်ဆုံမှတ်နိုင်ကြပါစေ